အရွက်သေးလေးတစ်ရွက်ကနို့ထက်ကယ်လ်ဆီယမ်ပိုများတယ်။လိမ္မော်သီးတက်ဗီတာမင်စီပိုများတယ်။ငပြောသီးတက်ပိုတက်ဆီယမ်ပိုများတယ်ဆိုရင်သင်ယုံမလား။ဒီရွက်လေးကတော့မြန်မာနိုင်ငံမှာအိမ်တိုင်းနီးပါးသိကြတဲ့ဒန်းတလွန်ရွက်ဖြစ်ပါတယ်။တချို့ကစူပါဖူးလို့ခေါ်ကြတယ်။တချို့က Miracle Tree လို့တောင်တင်စားကြတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကတကယ်မှန်သလား။ဒီဗီဒီယိုမှာတော့ဒန်းတလွန်ရွက်ရဲ့အာဟာရကျန်းမာရေးအကျိုးကျေးဇူးသုတေသနအထောက်အထားတွေနဲ့အမှန်တရားတွေကိုသိပ္ပံအခြေခံပြီးလေ့လာသွားကြပါမယ်။ဒန်းတလွန်ပင်ရဲ့သိပ္ပံအမည်က Moringa oleifera ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာမူလပေါက်ဖွားခဲ့ပြီးအခုဆိုရင်အာရှ၊အာဖရိကနဲ့အပူပိုင်းဒေသအများစုမှာစိုက်ပျိုးနေကြပါတယ်။မြန်မာနိုင်ငံမှာတော့ဟင်းချိုအရွက်ကျော်အတုပ်နဲ့တိုင်းရင်းစေးအဖြစ်အသုံးပြုလာခဲ့တာရာစုနှစ်များစွာရှိနေပါပြီ။ဒန်းတလွန်ရွက်မှာဗီတာမင် A, ဗီတာမင် C, ဗီတာမင် E, ကယ်လ်ဆီယမ်, အိုင်ယွန်, ပိုတက်ဆီယမ်နဲ့ပရိုတိန်းတို့ပါဝင်ပါတယ်။အထူးသဖြင့်အန်တီအောက်ဆီဒန့်များစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ကိုအောက်ဆီဒေးတစ်စထရက်ကနေကာကွယ်ပေးနိုင်တယ်လို့သုတေသနအချို့ကဖော်ပြထားပါတယ်။ဒါကြောင့်ဒန်းတလွန်ရွက်ကိုကမ္ဘာတဝန်းမှာအာဟာရပြေဝတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ်စိတ်ဝင်စားလာကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့စူပါဖူးဆိုတာနဲ့ယောဂတိုင်းကိုကုသနိုင်တဲ့အံ့ဖွယ်အစားအစာလို့အဓိပ္ပာယ်မရပါဘူး။နောက်အပိုင်းမှာဒန်းတလွန်ရွက်ကနှလုံးကျန်းမာရေးနဲ့စီးချိုကိုယ်ခံအားနဲ့အခြားကျန်းမာရေးအပေါ်ဘလို့သက်ရောက်နိုင်တယ်ဆိုတာကိုသုတေသနအခြေခံပြီးဆက်လက်လေ့လာသွားပါမယ်။ဒန်းတလွန်ရွက်မှာဗီတာမင် C, ဗီတာမင် A နဲ့အန်တီအောက်ဆီဒန့်များစွာပါဝင်တာကြောင့်ကိုယ်ခံအားစနစ်ကိုပုံမှန်လှုပ်ဆောင်နိုင်အောင်အထောက်အကူပြုနိုင်ပါတယ်။အန်တီအောက်ဆီဒန့်ဆိုတာခန္ဓာကိုယ်အတွင်းမှာရှိတဲ့ free radical တွေကြောင့်ဆဲတွေပျက်စီးမှုကိုလျော်နှင်းစေနိုင်တဲ့သဘာဝဓာတ်တွေဖြစ်ပါတယ်။ Fiber နဲ့ antioxidant တွေပါဝင်တာကြောင့်နှလုံးကျန်းမာရေးကိုအထောက်အကူပြုစေနိုင်တယ်လို့လေ့လာမှုအချို့မှာဖော်ပြထားပါတယ်။ဒါပေမဲ့လူတွေမှာသက်သေပြထားတဲ့သုတေသနတွေကတော့ဆက်လက်လိုအပ်နေဆဲဖြစ်ပါတယ်။တိရစ္ဆာန်များနဲ့စမ်းသပ်တဲ့သုတေသနတချို့မှာဒန်းတလွန်ရွက်ဟာကိုလက်စထရောပမာဏကိုလျှော့ချစေနိုင်တယ်လို့တွေ့ရှိရပါတယ်။ဒါပေမဲ့လူတွေမှာတော့အတည်ပြုဖို့သုတေသနများစွာလိုအပ်နေပါသေးတယ်။ဒန်းတလွန်ရွက်ဟာသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်တယ်ဆိုတဲ့သုတေသနအချို့ရှိပါတယ်။ဒါပေမဲ့ရလဒ်တွေကမတူညီသေးတဲ့အတွက်ဆေးဝါးအစားမသုံးသင့်ပါဘူး။ဒန်းတလွန်ရွက်မှာဖိုင်ဘာများစွာပါဝင်တာကြောင့်အစာတင်စနစ်ကိုကူညီပေးနိုင်ပြီးဝမ်းမှန်စေနိုင်ပါတယ်။ဗီတာမင် A ပါဝင်တာကြောင့်မျက်စိကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်နိုင်ပါတယ်။ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်တို့ပါဝင်တာကြောင့်အရိုးကျန်းမာရေးကိုထောက်ပံ့ပေးနိုင်ပါတယ်။နိုင်ငံအချို့မှာအာဟာရချို့တဲ့နေတဲ့ကလေးငယ်တွေအတွက်ဒန်းတလွန်ရွက်အမှုတ်ကိုအာဟာရဖြည့်စွက်အဖြစ်အသုံးပြုတဲ့စီမံကိန်းတွေရှိခဲ့ပါတယ်။သို့တော့ဒါဟာညှတာတဲ့အစားအသောက်ကိုအစားထိုးတာမဟုတ်ပါဘူး။ဒန်းတလွန်ရွက်ဟာကျန်းမာရေးအတွက်အထောက်အကူပြုနိုင်ပေမဲ့ယောဂတိုင်းကိုကုသပေးနိုင်တဲ့အံ့ဖွယ်စီမဟုတ်ပါဘူး။နောက်အပိုင်းမှာတော့လူအများဆုံးစိတ်ဝင်စားနေတဲ့မိကွန်းဖြစ်တဲ့ဒန်းတလွန်ရွက်ကကင်ဆာကိုကာကွယ်နိုင်သလားသွေးတိုးတဲ့စီးကျိုကိုတကယ်သက်သာစေနိုင်သလားဆိုတာကိုသိပ္ပံသုတေသနအထောက်အထားတွေနဲ့အသေးစိတ်ဆက်လက်ရှင်းပြသွားပါမယ်။အင်တာနက်နဲ့လူမှုကွန်ရက်တွေမှာဒန်းတလွန်ရွက်စားရင်ကင်ဆာပျောက်တယ်စီးကျိုကိုလုံးဝသက်သာစေတယ်သွေးတိုးကိုစိတ်လို့တော့ဆိုတဲ့ပြောဆိုမှုတွေကိုမကြာခဏတွေ့ရပါတယ်။ဒါပေမဲ့ဒီအဆိုတွေဟာသိပ္ပံအထောက်အထားနဲ့ကိုက်ညီပါသလား။ဓာတ်ခွဲခန်းနဲ့တတိယဆန်နဲ့သုတေသနအချို့မှာဒန်းတလွန်ရွက်ထဲကအန်တီအောက်ဆီဒန့်နဲ့တခြားသဘာဝဓာတ်တွေဟာကင်ဆာဆဲအချို့ရဲ့ကြီးထွားမှုကိုလျော့နည်းစေနိုင်ကြောင်းတွေ့ရှိထားပါတယ်။ဒါပေမဲ့ဒီရလဒ်တွေကိုလူတွေမှာဓာတ်ရိုက်အသုံးချနိုင်တယ်လို့ပြောဖို့မလုံလောက်သေးပါဘူး။ယနေ့အချိန်ထိဒန်းတလွန်ရွက်ကကင်ဆာကိုကုသနိုင်တယ်ဆိုတဲ့အရေးသွေးမြင့်လူသုတေသနအထောက်အထားမရှိသေးပါဘူး။ဒါကြောင့်ကင်ဆာဆေးဝါးအစားဒန်းတလွန်ရွက်ကိုအသုံးမပြုသင့်ပါဘူး။သုတေသနအချို့မှာဒန်းတလွန်ရွက်ဟာသွေးတွင်းတခြားဓာတ်ကိုအနည်းငယ်ထိန်းညှိပေးနိုင်ကြောင်းတွေ့ရှိထားပါတယ်။ဒါပေမဲ့လူတစ်ယောက်နဲ့တစ်ယောက်ရလဒ်မတူညီနိုင်ပါဘူး။အကယ်၍သင်ဟာစီးချိုဆေးတောက်နေသူဆိုရင်
ဓာတ်နလွန်ရွက်ကိုဆေးအစားမသုံးသင့်ပါဘူးဆရာဝန်နဲ့တိုင်ပင်ပြီးမှသာအစားအသောက်အဖြစ်ထည့်သွင်းစားသုံးသင့်ပါတယ်ဓာတ်နလွန်ရွက်မှာပိုတက်ဆီယမ်နဲ့အန်တီအောက်ဆီဒန့်တွေပါဝင်တာကြောင့်သွေးဖိအားကိုထောက်ပံ့ပေးနိုင်တယ်လို့သုတေသနချို့ကဖော်ပြထားပါတယ်ဒါပေမဲ့သွေးတိုးဆေးအစားထိုးတော့မဟုတ်ပါဘူးဓာတ်နလွန်ရွက်စားရင်ဝိတ်ကြတယ်ဆိုတဲ့အဆိုတွေလည်းအများကြီးရှိပါတယ်အမှန်တော့ဓာတ်နလွန်ရွက်တစ်မျိုးတည်းကဝိတ်ကြစေရဆိုတဲ့သက်သေအထောက်အထားမရှိသေးပါဘူးဓာတ်နလွန်ရွက်ရဲ့တကယ်တန်ဖိုးကဗီတာမင်မီနရယ်ဖိုင်ဘာနဲ့အန်တီအောက်ဆီဒန့်များစွာပါဝင်တဲ့အာဟာရပြည့်ဝတဲ့ဟင်းသီးရွက်တစ်မျိုးဖြစ်နေတာပါကျန်းမာရေးကောင်းမှုဆိုရင်ဓာတ်နလွန်ရွက်တစ်မျိုးတည်းကိုမျှော်လင့်နေမယ့်အစားမျှတတဲ့အစားအသောက်ပုံမှန်လေးခြင်းကအိမ်ရေးဝဝအိတ်ချင်းနဲ့ဆေးလေးမတောက်ခြင်းတို့ကပိုပြီးအရေးကြီးပါတယ်ကမ္ဘာတော်ဝန်းရှိကျန်းမာရေးပညာရှင်များကဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံမျိုးစုံကိုနေ့စဉ်မျှတစွာစားသုံးဖို့အကြံပြုထားကြပါတယ်။ဓာတ်နွန်ရွက်ဟာအဲ့ဒီကျန်းမာတဲ့အစားအသောက်ပုံစံရဲ့အစိတ်ပိုင်းတစ်ခုဖြစ်နိုင်ပါတယ်။ဓာတ်နွန်ရွက်မှာအာဟာရဓာတ်များစွာပါဝင်ပါတယ်။ကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့ကင်ဆာ၊ဆီးချို၊သွေးတို့ကိုကုသနိုင်တဲ့ဆေးတော့မဟုတ်သေးပါဘူး။နောက်ဆုံးအပိုင်းမှာတော့ဓာတ်နလွန်ရွက်ကိုဘယ်သူတွေသတိထားပြီးစားသင့်လဲဘေးထွက်ဆိုးကျိုးရှိနိုင်သလားဘယ်လိုချက်ပြုတ်စားရင်အာဟာရအများဆုံးရမလဲဆိုတာတွေကိုအသေးစိတ်ဆက်လက်လေ့လာသွားပါမယ်အခုဆိုရင်ဓာတ်နလွန်ရွက်ရဲ့အာဟာရတန်ဖိုးကျန်းမာရေးအကျိုးကျေးဇူးနဲ့သိပ္ပံသုတေသနအချက်လက်တွေကိုလေ့လာပြီးပါပြီဒါဆိုနေ့တိုင်းစားလို့ရလားအဖြေကတော့ကျန်းမာတဲ့လူအများစုအတွက်တင့်တော်တဲ့ပမာဏနဲ့နေ့တိုင်းစားသုံးနိုင်ပါတယ်ဓာတ်နလွန်ရွက်ကိုဟင်းချိုချက်တောက်တာကြော်စားတာဖြော်ရည်လုံတောက်တာအမှုတ်ဖြစ်အသုံးပြုနိုင်ပါတယ်။ဒါပေမဲ့အလွန်ကြုံစားတာထက်မျှတတဲ့ပမာဏကအကောင်းဆုံးဖြစ်ပါတယ်။ဓာတ်နလွန်ရွက်ကိုတတိထားစားသင့်တာကကိုယ်ဝင်ဆောင်မိခင်များနိုးတိုင်းမိခင်များနဲ့သွေးပေါင်ကြားစီတောက်နေသူများစီးကြိုစီတောက်နေသူများအနေနဲ့ဓာတ်နလွန်ရွက်ကိုအများကြီးမစားခင်ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။အင်တာနက်ပေါ်မှာဓာတ်နလွန်ရွက်ကယောဂအားလုံးကိုကုသနိုင်တယ်ဆိုတဲ့အဆိုတွေကိုတွေ့ရနိုင်ပါတယ်။ဒါပေမဲ့လက်ရှိသိပ္ပံအထောက်အထားအရဓာတ်နလွန်ရွက်ဟာကျန်းမာရေးကိုကူညီပေးနိုင်တဲ့အာဟာရကျေဝါတဲ့အစားအစာတစ်မျိုးသာဖြစ်ပြီးဆေးဝါးအစားထိုးနိုင်တယ်ဆိုတဲ့အထောက်အထားမလုံလောက်သေးပါဘူး။ကျန်းမာရေးကောင်းမှုဆိုတာဓာတ်နလွန်ရွက်တစ်မျိုးတည်းကြောင့်မဟုတ်ပါဘူး။မျှတတဲ့အစားအသောက်ပုံမှန်လေ့ကျင့်ခန်းအေးဝဝအိတ်ချင်းရေလုံလောက်စွာတောက်ချင်းတို့နဲ့ပေါင်းစပ်မှသာကျန်းမာတဲ့ဘဝကိုတည်ဆောက်နိုင်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဓာတ်နလွန်ရွက်ရဲ့အာဟာရတန်ဖိုးများကျန်းမာရေးအကျိုးကျေးဇူးများသိပ္ပံသုတေသနတွေကပြောထားတဲ့အချက်များအမှန်နဲ့အမှားတွေကိုအသေးစိတ်လေ့လာခဲ့ကြပါတယ်။သဘာဝအစားအစာတွေကကျန်းမာရေးကိုအထောက်အကူပေးနိုင်ပေမဲ့အံ့ဖွယ်စီမဟုတ်ဘူးဆိုတာကိုတော့အမြဲသတိရထားဖို့လိုပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးလုပ်ပေးကြပါအောင်ရှင်။ကျမတို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပြီးတော့ notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါ။နောက်လာမယ့်သဘာဝကျန်းမာရေး documentary video အသစ်တွေကိုအချိန်မီကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျန်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ကြပါစေ။